တချင်းချင်းမှာအစွန်ပြစ်ခံအမေရောခံတဲ့လူလေးတွေပဲဖြစ်သွားကြမှာပဲဗျာနော်ဒါလေးကိုကျွန်တော်တို့ဒီဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်ရအောင်နော်လုံးဝအစ်စ်ကြီးကြရတယ်နော်လှုပ်ထားတာလက်ရာကြီးကိုကြည့်လိုက်လုံးဝကိုအစ်စ်ကြီးကြရတယ်အမျက်လုံးလေးမိတ်နေရစကျွန်တော်ပါဇက်တွေကစနော်အမွေးမြင်လေးရစလုံးဝပြီးပင်နေဗျာနော်တန်ကားလေးကိုလည်းမသိရလူမရှိတော့ပါပဲဗျာနော်ဒါသူဒီချိန်တော့တော်တော်ကြီးအောင်မြင်တဲ့အခါမှာဒီအယုတ်တွေနော်ဘလောက်တောင်မှဗျာနော်ဓာတ်ပုံရိုက်မဲ့လူနဲ့ကိုယ်ဖက်မဲ့လူနဲ့ဘလောက်တောင်နှွေးထွေးပြီးပျော်စရာကောင်းနေမလဲဗျာနော်ဒါတတ်မဲ့ဆိုပေမဲ့လို့ပဲဗျာနော်ကျွန်တော်တက်ရှိတွေလေနော်အဲ့လိုပဲဟိုကွာဘလောက်ပဲပေးဆက်ခဲ့ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးခဲ့အချင်းချင်းမှာအမေရောခံအစွန်းပြစ်ကန်လေးဖြစ်သွားမှာပဲဗျာနော်ဒါလောကနိယာမှာတဘာဝပဲစွန့်ပစ်သွားတဲ့သူတို့မှလည်းအပြစ်မရှိသလိုကျွန်တော်တို့ကိုလည်းဘာမှအပြစ်တင်နေကြမလို့เนาะဟုတ်တယ်မလားကိုအရန်ချစ်ပေးခဲ့တဲ့သူမတော်မှာအကြောင်းပြချက်မရှိကိုစွန့်ပစ်သွားရတယ်ကွာเนาะဘာတွေများထပ်မျောလဲရအောင်ပါလား You are too concerned with what was and what will be. There's a saying, yesterday is history, tomorrow is a mystery, but today is a gift. That is why it is called the present.